အားလုံးပဲမင်္ဂလာပါဗျ UFC Flyweight Champion ဂျော်ရှီယာဗန်ရဲ့ခပတ်ကိုပြန်လည်ရယူဖို့ချန်ပီယံဟောင်းပန်ဒူရာတယောက်အဆင်သင့်ဖြစ်နေပြီလားပရိသတ်တွေကိုလှဝက်ချက်တစ်ခုပန်ဒူကြားဒီနေ့ပဲဗီဒီယိုနဲ့တော့ကဖွင့်ချလိုက်ပါတယ်ဂျော်ရှီယာဗန်ရဲ့ပွဲမှာရခဲ့တဲ့ဒဏ်ရာကြောင့်ဒဏ်ရာကနေအရှင်းပြောက်သွားပြီလို့သူ့ရဲ့ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်ထူးခြားတာကသူ့ရဲ့တင်ကဒီဒဏ်ရာအကြောင်းကိုတစ်ချက်မှအပြစ်မပေါက်ကြအောင်လှုပ်ထားခဲ့တာပါအခုဒဏ်ရာအရှင်းပြောက်မှသာသူကပုံမှန်တိုင်းလေ့ကျင့်ခန်းတွေပြန်ဆင်းနိုင်ပြီဖြစ်ကြောင်းလက်တော့ပြန်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းပြသလိုက်တာပဲဖြစ်ပါတယ်ဂျိုရှီယာဗန်အတွက်တော့တစ်ဖက်မှာလည်းမာနီကန်နဲ့အပြန်လည်စိန်ခေါ်မှုတွေရှိနေသလို UFC ရဲ့အာရှဈေးကွက်အတွက်ဂျပန်ကျပွင့်တာဆူရိုထိုင်ယာနဲ့လည်းပွဲတက်ပေးဖို့ရည်မှန်းစားနေပါတယ် promotion တွေရဲ့ထုံးစံအရချန်ပီယံဟောင်းပန်ဒူဂျာကိုအခွင့်အရေးပြန်ပေးမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒဏ်ရာပြောက်ကင်းသွားတဲ့ပန်ဒူဂျာနဲ့ကပတ်ကိုပြန်စိန်ခေါ်မလားဒါမှမဟုတ်မာနီကန်နဲ့လားဒါမှမဟုတ်ဂျမန်ဖိုက်တာဖြစ်တဲ့တိုင်ရာနဲ့လားဆိုမကြခင် UFC ကကြီးညာတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်